ပါဆိုတော့ဒီနေ့ဟိုကယူတူလေးနဲ့ဘာခေါ်လာဖို့ထည့်တာပါ။ရအဲ့ဒါငါ့ခလုတ်ခလိခလုတ်ခလုတ်ခလိုက် ဘာပြောနေလဲဆိုဒီမောင်ချက်ဘာလို့အာအေးခိုးပေါင်းတော့ထရနော်ယေဟာအဆိုင်အေးရှာရီရဲ့ဇနာမဲလာကိုညာကိုမဲနော်ခဏခုညာပြီ6960တော့ရှိပြောတာမကြည့်ဘူးနော်ဟာခိုး30ခုရထားတယ်ဒီမှာပေါ်တော့ခွေးဟုတ်ပါခွေးလောက်လေကွာနာခွေးခုနအဲ့မှာခွေးတဲ့တကယ်ခွေးကိုမဲနာကြောင်ငါတို့မိမိကာခေါ်လာမို့ထဲဆိုတော့ငါပြည့်ရမလားမိမိကာပေါ်လေမပေါ်ပြီးတော့အိမ်မှာအကောင့်လေးအပြားကြီးပဲအိမ်တုံးကိတ်မှာပေါ်လာတာနော်ငါတို့ဥထားတာပေါ့ဗျာဟုတ်ပါဘူးနော်ဟုတ်တယ်ဟုတ်ဘူးအများကြီးပဲရဟုတ်တယ်ငါတို့အိမ်ထဲမှာပဲနေပြီရတာရောက်မနေ့ရောက်တော့မယ်ခဏနေမနေ့ရောက်တော့မယ်တကယ်မနေ့ရောက်တော့မယ်ခဏနေအမေဟိုကမလုပ်ဘူးလားငါဖားနေလို့ငါဖားနေတော့မလုပ်ဘူးပါဟုတ်ဘူးငါဟိတ်ချက်နေတဲ့ဟာလို့ပြောနေတိုက်သွားတူးတော့ရဟမ်ဒီတိုက်သွားတူးဘလို့တူးရမှာခုတ်လောက်တော့လုံးလေလက်နဲ့တူးလေဟာရဒါရပါ ਈ တော့ခိုးလေငါစတော့ပိတ်ကနေတူးနေတာလို့တစ်တော့သွားခုတ်တယ်ကပတ်ညာအကောင်းဆုံးလူသားမင်းလည်းပြန်စဉ်းစားကြည့်မင်းပြောလိုက်တာတစ်တော့သွားတူးတယ်အခုမှပြန်နားလေတာမလားမင်းပြောတဲ့စကားကိုပြောလို့စကားကိုပြန်ရုပ်သိမ်းပါမသိလို့ရှိရင်ငါမင်းအစအသိမ်းပေးလိုက်ရတယ်ငါမင်းတော့တည်းရမင်းဘာလို့လာရေးယူရလဲအရင်တော့ငါတို့တွေအဲ့ဒါကြီးနဲ့ဘီဖို့လောက်တာလေလုံးလုံးအောင်ရောက်လေရတယ်မဘူးငါတော့မှဒီမီးကိုအဲ့ဒါနဲ့လောက်တာသမုတ်ဘူးကိုโอเคလေလက်နေရဒီအထိအမတ်နေနဲ့မိုင်းကလုကလကလကလုကလုဆောင်းနေတာပဲဖြစ်ပါတတမတပနာကိတ်မုတ်ကြတယ်အေးလေကိတ်မုံမှမရှိတာဘွားတွေ့ဆိုအေးအဲ့ဒါဆိုငါဖင်သားစားလိုက်တော့စားရဲဒီတူတာပါလာဖေးပြီးစားတော့ပြီစားတော့တယ်နော်အေးကြွေးကြည့်လိုက်ရှင်းလိုက်နောက်အပီဆုံးမပြန်တွေ့ပဲ